မွန်သမိုင်းကြောင်းကိုပြောရင်တထုံနိုင်ငံကိုအရင်ဆုံးစတင်ရပါမယ်။ရှေးယခင်ကသုဝဏ္ဏဘူမိလိုထင်ရှားခဲ့တဲ့ဒီဒေသဟာပင်လယ်ရေကြောင်းကုန်သွယ်ရေးရဲ့ဗဟိုချက်မှာဖြစ်ခဲ့ပါတယ်။သမိုင်းမှတ်တမ်းတွေအရမြတ်စွာဘုရားရှင်လက်ထက်ကပင်မွန်လူမျိုးညီနောင်နှစ်ဦးဖြစ်တဲ့တပုတ္တနဲ့ဗလိကတို့ဟာစံတော်ရှိစုကိုပင့်ဆောင်လာခဲ့ပြီးရွှေတကုံစေတီတော်ကြီးကိုတည်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ဒါဟာမွန်ပြည်နယ်ရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုအမြင့်တွယ်ပုံကိုပြသနေတာပါ။ရာဇဒရက်မင်းကြီးရဲ့လက်ထက်မှာမွန်တို့ရဲ့စစ်အင်အားနဲ့ယဉ်ကျေးမှုဟာအထွတ်ထိပ်ကိုရောက်ရှိခဲ့ပါတယ်။စစ်ပွဲတွေပြီးတဲ့နောက်မှာတော့မွန်သမိုင်းမှာငြိမ်းချမ်းပြီးတာယာဝပြောတဲ့ခေတ်တစ်ခေတ်ပေါ်ထွန်းလာပါတယ်။အဲ့ဒါကတော့မြမသမိုင်းမှာတဦးတည်းသောအမျိုးသမီးဘုရင်မကြီးရှင်စောဘုံနဲ့သူ့ရဲ့အရိုက်အရာကိုဆက်ခံတဲ့ဓမ္မစေတီမင်းတို့ရဲ့ဖြစ်ပါတယ်။ဘုရင်မကြီးရှင်စောဘုဟာရွှေတကုံစေတီတော်ကိုကိုလေးချိန်နဲ့အမျှရွှေတွေလှူဒန်းခဲ့ပြီးသာသနာရေးကိုအားပေးခဲ့ပါတယ်။ဓမ္မစေတီမင်းလက်ထက်မှာတော့စာပေအမှုပညာနဲ့နိုင်ငံတကာဆက်ဆံရေးတွေအထူးတိုးတက်ခဲ့ပါတယ်။သမိုင်းဆိုတာအတက်အကျရှိမြဲပါ။မွန်တိုရဲ့နေပြည်တော်တွေဟာခေတ်အဆက်ဆက်ပြောင်းလဲခဲ့ပေမဲ့သူတို့ရဲ့ရိုးရာယဉ်ကျေးမှုဘာသာစကားနဲ့စိတ်ဓာတ်တွေကတော့ယနေ့တိုင်မွန်ပြည်နယ်ရဲ့မြေစီလွှာမှာရှင်သန်နေဆဲဖြစ်ပါတယ်။မွန်ပြည်နယ်ရဲ့တခြားစိတ်ဝင်စားစရာသမိုင်းဝင်နေရာတွေအကြောင်းကိုသိကျင်သေးရင်တော့ comment မှာရေးပေးခဲ့ပါဦး။အခုလိုသမိုင်းဝင်အကြောင်းအရာတွေကိုအမြဲကြည့်ချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။